စစ်စေးဂိတ်ကိုတိုက်ရိုက်ခံပြီးတော့စစ်သား9ဦးအသက်ဆုံးရှုံးသွားပြီးတော့ရက်သားတွေမှာကလေးငယ်လည်းဒဏ်ရာရရှိခဲ့ပါတယ်ဒီဖြစ်စဉ်လေးကတော့2026ခုနှစ်ဇူလိုင်လ22ရက်ညနေပိုင်း6:45မိနစ်မှာနာယာတီဝစ်ခဲမှာရှိတဲ့စစ်စေးဂိတ်ကိုလက်နက်ကင်တပ်ဖွဲ့တစ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်သတင်းတွေအရတော့တိုက်ခိုက်သူတွေဟာအမဲရောက်ဝစ်စုံတွေနဲ့အုတ်ထုတ်တွေဝစ်ဆင်ထားပြီးတော့စစ်သုံးလက်နက်တွေအသုံးပြုပြီးတော့စစ်စေးဂိတ်ကိုတိုက်ခိုက်ခဲ့တာလို့ပြောပါတယ်ဒီတိုက်ခိုက်မှုဟာစစ်စေးဂိတ်မှာတာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ကိုဥတီပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါအပြင်နီးနားမှာရှိတဲ့ရဲသား6ဦးကဒဏ်ရာရရှိခဲ့ပြီးတော့အဲ့ဒီထဲမှာ3နှစ်ရွယ်ကလေးတစ်ယောက်10နှစ်ရွယ်ကလေးတစ်ယောက်လည်းအပါဝင်ဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဒဏ်ရာရရှိသူတွေကမှ9ဦးတော့ပြန်လွတ်ပေးခဲ့ပြီးတော့10နှစ်ရွယ်ကလေးတစ်ယောက်ကတော့ဆက်လက်ကုသမှုခံယူနေရဆဲဖြစ်ပါတယ်ကြန့်ရှိနေတဲ့10နှစ်ရွယ်ကလေးနဲ့ပတ်သက်ပြီးတော့လည်းစိုးရိမ်စရာမရှိဘူးလို့ပြောထားပါတယ်ဒီတိုက်ခိုက်သူတွေကစစ်သားစီကနေပြီးတော့ AK47 3လက်ကြီးက3တဲ့ဖုံး3လုံးကိုယူဆောင်ပြီးတော့ထွက်ပြေးသွားကြပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့တာဝန်ရှိသူကဆက်လက်ပြီးတော့စုံစမ်းခဲ့တဲ့အချိန်မှာတော့သူတို့အသုံးပြုခဲ့တဲ့ကားကိုစီစာကွန်မြို့နယ်အတွင်းမှာမိရှုထားခဲ့တာတွေ့ရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမျိုးသားရေးလူခွင့်ရေးကော်မရှင်ကလည်းရှုံချခဲ့ပါတယ်အထူးသဖြင့်ကလေးငယ်တွေပါထိခိုက်ခဲ့တာကိုစိုးရိမ်ကြောင်းဖော်ပြခဲ့ပြီးတော့သူတို့အနေနဲ့လည်းတာဝန်ရှိတဲ့သူတွေကိုအများဆုံးဖမ်းဆီးရေးယူပေးဖို့အတွက်တောင်းဆိုထားကြပါတယ်ခုချိန်မှာတော့နာယာတီဝစ်ခရိုင်အတွင်းမှာလုံခြုံရေးထပ်မံတိုးမြင့်ထားပြီးဖြစ်ပါတယ်တိုက်ခိုက်သွားတဲ့သူတွေကိုလည်းဖမ်းဆီးနိုင်မှုအတွက်ဆက်လက်ပြီးတော့စုံစမ်းနေစေဖြစ်ပါတယ်ဒါပေမဲ့လက်ရှိချိန်ထိတော့ဘယ်အဖွဲ့အစည်းကဘာကြောင့်တိုက်ခိုက်တယ်ဆိုတဲ့အကြောင်းကိုတော့တရားဝင်ထုတ်ပြောထားခြင်းမရှိသေးပါဘူးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အမြင်ကိုလည်း comment ထဲမှာမျှဝေပေးခဲ့ကြပါဦးနောက်တဲ့သတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ကောင်လေး follow လုပ်ခဲ့ပေးပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်